အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါလေအထင်သေးခံရတာလည်းပဲတော်တော်ခံရခက်တဲ့ကိစ္စဟုတ်တယ်မဟုတ်လားတယောက်ကကိုယ့်ကိုထင်ထင်ရှားရှားတာအထင်သေးပြလိုက်တသက်လုံးမမေ့ဘူးအဲ့ဒီကိစ္စဟုတ်တယ်မဟုတ်လားဒီချာစင်တာကိုကတော့ပုံတော်ကြော်လေးလှုပ်လိုက်တာကိုယ့်ရဲ့မထင်မဲ့မြင်ပြုတ်လိုက်တဲ့အထင်သေးတဲ့အမူအရာကိုကတော့မေ့ရင်မေ့သွားမှာပေါ့ခါတဲ့လူကဘယ်တော့မှမမေ့ဘူးပြောရင်တာပါတော့အလွန်နာတယ်ပေါ့နော်အလွန်ဆင်းရဲတယ်ပေါ့ဒါကိုပြောရင်တာနာပရောပရဏိကုဘေထနာတိမင်ယေထကတစီနာဂိဉ္စီဗျာရောတနာပဋိကတင်ညာနေညမင်ညတာဒုက္ခမိတ်စေရတဲ့နော်ပရောတဘာသောသူသည်ပရံတဘာသောသူတယောက်ကိုနာနိကုဘေထနော်မလှက်ပတ်မကောက်ကျစ်ပါစေနဲ့ကတ္တစီတစုံတစ်ခုသောအရ၌ကင်းရှိတစုံတယောက်သောနံထိုသူတစ်ပါးကိုနာတိမင်ယေထမန်ထောင်သမှုမထေမဲမြင်မပြုပါစေနဲ့ဗျာရောတနာယကိုနှုတ်တို့ဖြင့်စောကားထီပါနှိမ့်ဆက်ခြင်းဖြင့်၎င်းပဋိကတင်ညာယဒေါသစိတ်ဖြင့်၎င်းအညမညတအချင်းချင်းဒုက္ခဆင်းရဲခြင်းကိုနာအိတ်စေရအလိုမရှိကြပါစေနဲ့တဲ့အဲ့ဒါလည်းပဲပေးသူတို့ရပေးသားလူအချင်းချင်းလှက်ပတ်ခြင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေတဲ့အဲ့ဒါကအဲ့ဒီဂါထာလေးကိုကြည့်ပြီးတော့ရေးထားတာဟုတ်လားဒါကြောင့်ကိုရွတ်နေတဲ့စကားလုံးလေးတွေရဲ့အဓိပ္ပာယ်ကမတွဲမိလို့ဖြစ်လွဲနေတာဟုတ်လားဒီဂါထာလေးကိုရွတ်လိုက်ရင်အဓိပ္ပာယ်ကိုပေးတို့နားလည်ပြီးသားနော်လူချင်းချင်းလက်ပတ်ချင်းကောက်ကျစ်ချင်းမရှိကြပါစေနဲ့လက်ပတ်တဲ့လူကောက်ကျစ်တဲ့လူလည်းမချမ်းသာတယ်လို့ခံရတဲ့လူလည်းမသက်သာအောင်မေတ္တာထားတယ်ဆိုတာတဲ့ကောင်းပါစေချမ်းသာပါစေလို့ကြီးနဲ့မပြည့်စုံဘူးတဲ့မကောင်းတာတွေမဖြစ်ပါစေနဲ့လို့လည်းပဲပါရအောင်မေပေါ့အခုကအဲ့ဒါကိုပြောတာနော်ချမ်းသာပါစေဆိုရုံများနဲ့မရသေးဘူးဘေးရန်တွေလည်းကင်းကြပါစေမကောင်းတာတွေဘာမှမဖြစ်ပါစေနဲ့အဲ့လိုမကောင်းတာတွေမဖြစ်ပါစေနဲ့ဆိုတဲ့နေရာမှာလူတွေဆင်းရဲကြတာများသောဖြင့်လူချင်းချင်းကြောင့်ဆင်းရဲကြတာများတယ်အဲ့ဒါကြောင့်ဒါလေးထည့်ထားတာလို့အစဉ်စိတ်ထဲမှာခံစားရတယ်နော်တက်မဲ့တွေကလူတွေကိုမလှည့်ပတ်ပါဘူးတက်မဲ့တွေကလူတွေကိုအထင်သေးတာမရှိပါဘူးဆင်းရဲစေတဲ့ညစိတ်လည်းမရှိပါဘူးတိစ္ဆာန်တွေကလည်းအဲ့လိုသိမရှိပါဘူးတကယ်တမ်းဘယ်သူကဘယ်သူနှိမ့်ဆက်နေကြမှာဆိုတော့လူတွေကပဲလူတွေကိုနှိမ့်ဆက်ကြတာဆင်းရဲစေကြတာဒါကြောင့်မလို့လူချင်းချင်းလှက်ပတ်ချင်းကင်းရှင်းကြပါစေဒါလည်းမေတ္တာတရားတစ်မျိုးပဲနော်အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါလေအထင်သေးခံရတာလည်းပဲတော်တော်ခံရခက်တဲ့ကိစ္စဟုတ်တယ်မဟုတ်လားတယောက်ကကိုယ့်ကိုထင်ထင်ရှားရှားတာအထင်သေးပြလိုက်တသက်လုံးမမေ့ဘူးအဲ့ဒီကိစ္စဟုတ်တယ်မဟုတ်လားဒီချာစင်တာကိုကတော့ပုံတော်ကြော်လေးလှုပ်လိုက်တာကိုယ့်ရဲ့မထင်မဲ့မြင်ပြုတ်လိုက်တဲ့အထင်သေးတဲ့အမူအရာကိုကတော့မေ့ရင်မေ့သွားမှာပေါ့ခါတဲ့လူကဘယ်တော့မှမမေ့ဘူးပြောရင်တာပါတော့အလွန်နာတယ်ပေါ့နော်အလွန်ဆင်းရဲတယ်ပေါ့ဒါကိုပြောရင်တာဒါကြောင့်အထင်သေးကြတဲ့ကိစ္စလောကကြီးကိုအများကြီးဆင်းရဲစေတယ်အကျိုးတွေလည်းအများကြီးမဲ့နိုင်တယ်အထင်သေးခံတဲ့လူကညံနေမယ်ဆိုရင်တစ်ချိန်မှအများကြီးပြန်တုံ့ပြန်လာနိုင်တယ်ဟုတ်လားဒါကြောင့်အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါလေမကောင်းတဲ့စိတ်တွေမမွေးကြပါနဲ့တယောက်တယောက်ဘယ်လိုဒုက္ခရအောင်လုပ်မယ်ဆိုတာမျိုးမဖြစ်ကြပါစေနဲ့လို့မေတ္တာတက်ထားတာတတ္တဝါတွေရဲ့ပုံမှာကောင်းစေခြင်းနဲ့ချမ်းသာစေခြင်းသိကဘယ်လောက်ထိထားရမလဲလို့မေးရင်တူရီသောသားရဲ့ပုံမှာမိခင်ဟာနော်အသက်ကိုစွန့်ပြီးတော့မျိုးအသက်ကိုစွန့်ပြီးတော့ကာကွယ်စောင့်ရှောက်တယ်လို့မျိုးတောင်မေတ္တာကိုထားရမယ်တဲ့ဒါကဥမာပြအလွန်လေးနဲ့သွားပြီနော်တရားကြတော့တတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကောင်းစေခြင်းနဲ့စိတ်ကကိုသားသမီးပုံမှာဖြစ်တဲ့ချမ်းသာစေခြင်းနဲ့စိတ်ကောင်းစေခြင်းနဲ့စိတ်မျိုးဟုတ်လားအဲ့ဒါကိုတောင်မြတ်စွာဘုရားသားသမီးတောင်အများကြီးမဟုတ်ဘူးအများကြီးဆိုရင်အချစ်တွေကဖြန့်နေရ